တရားထိုင်မှုအတွက်10မိနစ်ဘုံတို့အချိန်ယူပါမယ်ဒါကြောင့်လက်မလင်ခွေထိုင်လို့ကထိုင်ကုန်လေးနဲ့ထိုင်လို့ကထိုင်မတ်တက်ရရင်ပဲဖြစ်ဖြစ်ထိုင်ရက်ပဲဖြစ်ဖြစ်လက်မလင်ခွေရင်ပဲဖြစ်ဖြစ်ထိုင်ကုန်မှာထိုင်လို့ပဲဖြစ်ဖြစ်ဘုံတို့တရားရှုမှတ်မဲ့အချိန်ဖြစ်တယ်ပြင်ပအာယုန်နေနဲ့ဖြတ်ဖို့အတွက်မျက်စိမိတ်လိုက်ပါပြင်ပအာယုန်နဲ့ဖြတ်ဖို့အတွက်မျက်စိမိတ်လိုက်ပါပြင်ပအာယုန်နဲ့ဖြတ်ဖို့အတွက်မျက်စိမိတ်လိုက်ပါအလုံးမျက်စိမိတ်လိုက်ပါပြင်ပအာယုန်နဲ့ဖြတ်လိုက်ပါခန္ဓာကိုယ်တွင်းကိုပြန်ကြည့်ပါခန္ဓာကိုယ်တွင်းပြန်ကြည့်ပါပြန်ကြည့်မယ်ဆိုတော့ခန္ဓာမှာအမြဲတမ်းဖြစ်ပေါ်နေတဲ့လေးလေးဝင်တဲ့နေရာလေးလေးထွက်တဲ့နေရာကိုစိတ်ကိုရအောင်ပို့ပါစိတ်ကိုတောင်းရမြောက်မထားနဲ့လေးလေးဝင်တဲ့လေးလေးထွက်တဲ့နေရာကိုစိတ်ကိုပို့လိုက်ဒါလေ့ကျင့်ခန်းလုံနိုင်ရင်ဒီလေ့ကျင့်ခန်းကိုလုံနိုင်ရင်ကျန်တာလေးလည်းလုံနိုင်တော့တာစိတ်ကိုလေးလေးဝင်တဲ့လေးလေးထွက်တဲ့နေရာကိုစိတ်ကိုပို့လိုက်ပါလေးလေးဝင်လာရင်ဝင်လေးလို့မှတ်ကြိုးမမတ်နဲ့နောက်ကျမမတ်နဲ့ present mind ဖြစ်ဖို့လိုတယ်ပြစ္ဆုတ်ပန်တဲ့မှတ်မိဖို့လိုတယ်လေးလေးဝင်လာရင်ဝင်လေးလို့မှတ်လေးလေးထွက်သွားရင်ထွက်လေးလို့မှတ်စိတ်ထဲကနေပဲရွတ်ပါပါဇက်ကမရွတ်နဲ့ခန္ဓာကိုယ်မလှုပ်နဲ့လေးလေးဝင်လာရင်ဝင်လေးလေးလေးထွက်သွားရင်ထွက်လေးဝင်လေး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 ထွက်လေးနဲ့မှတ်ပါဘဘုံအတန်တိတ်ပြင်မယ်လေးလေးထိတဲ့နေရာမှာစိတ်ထားလေးလေးဝင်လာရင်ဝင်လေးလေးလေးထွက်သွားရင်ထွက်လေးဝင်လေးထွက်လေးစိတ်ထဲမှာအတွေးတွေဝင်လာရင်လည်းအတွေးမှန်သိလိုက်အတွေးတွေနောက်မလိုက်နဲ့အတွေးနဲ့မချင်နဲ့ဝင်လေးထွက်လေးကိုစမှတ်စိတ်တရတောင်းရမြောက်ပြန့်သွားရင်လည်းပြန်မှန်သိလိုက်ပြန်လဲမှုတွေနောက်ကိုမလိုက်နဲ့ဝင်လေးထွက်လေးစမှတ်ဝင်လေးထွက်လေးဝင်လေးထွက်လေးဝင်လေးထွက်လေးခုနဝင်လေးထွက်လေးမှတ်လိုက်ပြီဆိုရင်စိတ်ထဲမှာအာယုန်တွေကို remove လုပ်နိုင်တယ်ပေါ့အာယုန်တွေကိုဖယ်ရှားလိုက်နိုင်တယ်စိတ်ရဲ့ရှုပ်ထွေးမှုတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်ပါခန္ဓာကိုယ်ပြန်ကြည့်ပါမျက်စိနဲ့ကြည့်ရမှာမဟုတ်ဘူးဉာဏ်ဖွင့်ပြီးကြည့်ရစက္ခုံဥရပါရိဉာဏ်ဥရပါရိဆိုဉာဏ်မျက်လုံးဖွင့်ပြီးကြည့်ခိုင်းတာခန္ဓာကိုယ်မှာတင်းနေတာတွေတွေ့မယ်တင်းတယ်လို့မှတ်ရော့နေတာတွေတွေ့မယ်ရော့တယ်လို့မှတ်ပူးနေတာတွေတွေ့မယ်ပူတယ်လို့မှတ်အေးနေတာတွေတွေ့မယ်အေးတယ်လို့မှတ်ရားနေတာတွေတွေ့တယ်ရားတယ်လို့မှတ်ကြားနေတာတွေတွေ့မယ်ကြားတယ်လို့မှတ်အောက်နေတာတွေတွေ့မယ်အောက်တယ်လို့မှတ်ထုံးနေကျင်းနေတာတွေတွေ့မယ်ထုံးကျင်းနေတယ်လို့မှတ်တတိထားဝရိယစိုက်ကောင်းရည်ထားစိတ်ရှင်းရှင်းထားခန္ဓာမှာပေါ်တဲ့အခြေအနေတိုင်းမှတ်ပါစိတ်ထဲမှာလည်းအတွေးတွေဘာအတွေးမှမသိဘူးတွေးရင်တွေးတယ်လို့မှတ်စိတ်တွေပြန့်ရင်ပြန့်တယ်လို့မှတ်ဟောဝိပဿနာဘက်ကိုရောက်လာတဲ့အခါကျတော့အခြေအနေတိုင်းကိုမှတ်ဖို့ပါပဲစိတ်ကောင်းနေထားဖို့မလိုဘူးစိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်စိတ်ညံ့ဘာပဲပေါ်တဲ့အခြေအနေမှသိဖို့လိုတယ်သမထတော့ကတော့သမာဓိကျူတော်တော့ကတော့စိတ်ကောင်းလေးဖြစ်အောင်စိတ်ကလေးတည်ငြိမ်နေအောင်ဒါမှတ်ဝိပဿနာကျတော့စိတ်ကောင်းခြင်းဆိုးခြင်းဟာသူအာယုန်နဲ့တွေ့တိုင်းပြောင်းလဲနေတာဖြစ်တယ်အာယုန်လည်းကောင်းတဲ့အတိုင်းအာယုန်လေးကောင်းတော့စိတ်ကောင်းလေးပေါ်တယ်အာယုန်ဆိုးတော့စိတ်ဆိုးလေးပေါ်တယ်စိတ်ဆိုးရင်လည်းစိတ်ဆိုးနေတဲ့လေးကိုမှတ်ရမှာပဲစိတ်ကောင်းဝင်နေလည်းစိတ်ကောင်းဝင်တာလေးမှတ်ရမှာပျော်ရင်လည်းပျော်တယ်လို့မှတ်ပြင်းရင်လည်းပြင်းတယ်လို့မှတ်ကိုနားလဲတယ်လို့မှတ်သွားပြင်းနေပြင်းတယ်လို့မှတ်ပျော်ရင်ပျော်တယ်လို့မှတ်စိတ်ချမ်းသာရင်ချမ်းသာတယ်လို့မှတ်ညောင်းရင်ညောင်းတယ်လို့မှတ်ရားရင်ရားတယ်လို့မှတ်ရားတာကိုမှတခါတည်းမခံမရတဲ့အောင်ရားလို့ကုတ်ချင်တယ်ကုတ်တာကိုကုတ်တယ်နဲ့မှတ်မှတ်စရာမရှိဘူးဆိုရင်ဝင်တာကိုဝင်တယ်လို့မှတ်ထွက်တာကိုထွက်တယ်လို့မှတ်တော့မို့ရှူတယ်ရှိုက်တယ်ရှူသွင်းမှုမှာလေးလေးတိုးဝင်လာတာရှိုက်ထုတ်မှာလေးလေးတိုးထွက်သွားတာတိုးဝင်လာတဲ့ဒီဟာအေးကနေတိုးဝင်သွားတာတိုးထွက်တဲ့လေးလေးဟာနှွေးကနေတိုးထွက်သွားတာအေးတာလေးတာနှွေးတာလေးတွေရဲ့ဖြစ်မှုပြမှုကိုကြောင်းလဲနေလာလေးကြည့်တိုးဝင်မှုလေးတွန်းကန်မှုလေးလှုပ်ရှားမှုလေးငြိမ်သက်မှုလေးအခြေတင်တိုင်းကိုမှတ်နေရမယ်ရှူရင်ရှူတယ်ရှိုက်ရင်ရှိုက်တယ်ရားရင်ရားတယ်အတန်နေကြားရင်ကြားတယ်ကြားတဲ့အတန်လေးပြောင်းသွားတာအမှတ်ခ
ခန္ဓာကိုယ်မှာရတာလေးပေါ်ရင်ရတယ်လို့မှတ်ခေါင်းခါခြေလက်လို့နှလုံးမသွင်းနဲ့ခေါင်းကရကိုယ်ကရခါကရဘယ်နေရာရတာပဲနော်စိတ်ထဲမှာအပူတွေစိတ်တွေပေါ်ရင်ပူတယ်စိတ်ပူတယ်တော့ဒေါသထွက်နေရင်ဒေါသထွက်တယ်ဒါမှတ်မကျင်နဲ့မကျင်နဲ့ဘူးမကျင်နဲ့တဲ့အကြောင်းအရာအာယုံလေးကတက်မကျင်တဲ့စိတ်ကတက်မကျင်တဲ့အကြောင်းအရာကတက်မကျင်တဲ့စိတ်ကတက်မတူတာလေးတွေတွေ့လာလိမ့်မကျင်တဲ့အကြောင်းအရာလေးတွေလည်းပြောင်းနေတယ်မကျင်တဲ့စိတ်ကလည်းပြောင်းနေတယ်ဝိပဿနာတရားအားထုတ်တယ်ဆိုတာပြောင်းလဲနေတာဒီကိုမြင်အောင်ကြည့်တာဝိပဿနာတဲ့ကျေးဇူးတော်ရှင်ရွှေဦးမင်းဆရာတော်ဘုရားကြီးလက်တွေ့ကြအားထုတ်အောင်မြင်ပေါက်မြောက်သွားပြီးမှဒီစကားပြောခဲ့တာပြောင်းလဲနေတာလေးတွေကြည့်နေတာဝိပဿနာတဲ့အကျော်တွေတက်ရင်အကျော်တက်တယ်လို့မဟုတ်ဘူးတက်တယ်ဖြင်းခင်းနဲ့တက်တာလေအေးတာလေးတွေ့ရင်အေးတယ်နှွေးတာလေးတွေ့ရင်နှွေးတယ်ပူတာတွေ့ရင်ပူတယ်ရားတာကိုရတယ်စိတ်ကနေရားတာလေးခန္ဓာကိုယ်ရဲ့အခြေအနေတိုင်းစိတ်ထဲမှာပေါ်နေတဲ့စိတ်ထဲမှာလဲရာဂဖြစ်နေရင်ရာဂဖြစ်တယ်တော့မဟုတ်တက်မှတ်တက်မှတ်စရာအာယုံလေးကတခုအဲ့ဒီအာယုံလေးကိုတွေးမိလိုက်လို့တက်မှတ်စိတ်ကပေါ်လာတာတက်မှတ်တယ်နော်ဒါအကုန်လုံးကိုဒါမှတ်မှာဖြစ်တယ်အာယုံမရွေးနဲ့တဲ့ဣရိယာပုမရွေးနဲ့အချိန်မရွေးနဲ့ပုဂ္ဂိုလ်မရွေးနဲ့မရွေးလေးပါပေါ့လေဝိပဿနာတရားအားထုတ်တယ်ဆိုရင်အခြေအနေမှန်နဲ့သိအောင်အားထုတ်နေခြင်းဖြစ်ပါတယ်စိတ်ကိုပျော်ရွှင်ချမ်းသာလေးနဲ့ကြိုးစားပြီးရှုမှတ်မယ်သတိထားဝိရိယဆိုင်ကဲတတ်မှတ်ထားတဲ့တရားအားထုတ်ခြင်းအေးဖြစ်တဲ့အတွက်မိမိရဲ့ခန္ဓာကိုယ်ဣရိယာပုတွေတရားဖြစ်ခြင်းစွာဖြင့်ပြောင်းနိုင်ရွှေ့နိုင်ကြပါပြီအလုံးစုံတော်ကောင်းပေါင်းတို့